Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့တော့ကီတိုကအဘူဒါဘီစီတီထဲမှာရှိတဲ့နာမည်ကြီး museum တစ်ခုတောင်းမှဖြစ်ပါတယ်ဒါအဘူဒါဘီမှာရှိတဲ့လူတိုင်းသွားဖူးတဲ့ museum လေးဖြစ်ပါတယ်ဒီထဲမှာလည်းလေတပုံလေးဆရာနေရာလာလေးအများကြီးရှိတယ်ဟုတ်ပါတယ်လူဘာအဘူဒါဘီ museum ဖြစ်ပါတယ်ဒီ museum က UAE နဲ့ပြင်သစ်တို့ရဲ့ collaboration တခုဖြစ်တယ်ဒီထဲမှာလည်းပြင်သစ်ပညာလည်းရတဲ့အများကြီးရှိတယ်ဒီ museum ရဲ့ရည်ရွယ်ချက်ကအနုပညာနဲ့သမိုင်းကြောင်းတွေရဲ့ယဉ်ကျေးမှုတွေရဲ့ပို့ပြီးတော့တိုးတက်စေရန်ရည်ရွယ်ပြီးတော့သူတို့ကတည်ဆောက်ထားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပုံစံငယ်လေးတွေလည်းရှိရပါတော့ဒီ museum တစ်ခုလုံးရဲ့နေရာအသေးစိတ်လေးကိုပုံစံငယ်လေးတွေမှာပြထားတယ်တကယ်ကဒီ museum ရောက်တာဒုတိယအကြိမ်မြောက်ပါပထမတစ်ခေါက်တုန်းကတီးချာလေးတော့မရိုက်လိုက်ရအောင်ပေါ့နော်အဲဒါကြောင့်မို့ဒုတိယခေါက်မှာတီးချာလေးရိုက်ဖို့အတွက်ပြင်ဆင်ပြီးတော့လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း museum အကြီးကြီးပဲသမိုင်းဝင်လူပညာလက်ရာတွေကလည်းအများကြီးပဲဆိုတဲ့အခါကျတော့အကုန်လုံးသာလိုက်ရိုက်နေလို့ရှင်ဗီဒီယိုအရန်ရှိပါမှဆိုလို့နည်းနည်းလေးစီရိုက်ခဲ့ပေးပါတယ်နေရာတိုင်းမှာသူ့ရဲ့သမိုင်းကြောင်းနဲ့သူ့ရဲ့အမှုပညာလက်ရာလေးကိုတေချာရှင်းလင်းထားတဲ့မှုလေးလည်းရှိရပေါ့နော်တကယ်ဒါစိတ်ဝင်စားနေတေချာလေးလာမယ်ဆိုလို့ရှိရင်တနေ့ကုန်တော့မှပဲသူ့ရဲ့အမှုပညာလက်ရာရဲ့အကုန်လုံးကိုမကြည့်နိုင်ဘူးပေါ့နော်ဒီနေရာလေးကတပုံရိုက်လို့အလှဆုံးနေရာလေးဖြစ်ပါတယ်ဒီခန်းလေးကတော့အီရန်နိုင်ငံရဲ့ Median Empire တုန်းကတွေ့ရှိရတဲ့လက်ကောက်လေးပေါ့နော်ရွှေသားအတီးနဲ့အရန်ကိုတောင်မှုကြည့်ပြီးတော့အရန်ကိုကြော်ကြားတဲ့အမှုပညာလက်ရာတွေတင်စီထားတဲ့အခန်းလေးဖြစ်ပါတယ်ဒီ museum တစ်ခုလုံးမှာပေါ့နော်ရှိတဲ့အမှုပညာလက်ရာတွေအကုန်လုံးမှာသူ့ရဲ့တမိုးရှိတဲ့သမိုင်းကြောင်းတွေရှိရပါတော့အမှုပညာလက်ရာရဲ့ရှိမှလဲသူ့ရဲ့ history ကိုတိတိကျကျလေးကိုအသေးစိတ်ဖော်ပြထားတယ်ဒီလိုအရင်စိတ်ဝင်စားရဆိုလို့ရှိရင်လဲ Google ထဲမှာရှာဖတ်လို့ရတယ်ပေါ့နော်မမတွေဓာတ်ပုံရိုက်ဖို့အတွက်စုယုံဖြစ်နေပါဒီ museum တစ်ခုလုံးမှာဓာတ်ပုံရိုက်စရာနေရာတွေအများကြီးပဲဓာတ်ပုံရိုက်ဖို့ကုန်တော့မကုန်နိုင်လောက်အောင်အားရနေရာတွေလည်းအများကြီးရှိတယ်တကယ်ကိုတမိုင်းကြောင့်တေချာစိတ်ဝင်စားတဲ့လူတယောက်အတွက်လည်းတနေ့လုံးကုန်ရင်တော့မှပဲဒီ museum တစ်ခုလုံးမှာရှိသမျှအရာတွေအကုန်လုံးကိုလေ့လာဖို့
မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့အရန်ကိုတမိုင်းကြောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူတွေကတော့2 ရက်လောက်ခွဲသွားရမယ်ဒါမှမဟုတ်ကိုလေးလာခြင်းတဲ့အရာလေးပဲရှိပြီးရွေးပြီးလေ့လာလို့ရှိရင်လည်းရတယ်ဒီ museum ထဲမှာဆိုလို့ရှိရင်ဖျားလောင်းစင်တို့တော်တွေနဲ့ဗုဒ္ဓရုပ်ပွားတော်ရဲ့ဥကောင်းတော်တွေလည်းတွေ့ရရပါတော့ဖျားလောင်းရုပ်ထုတွေကကြတော့နီပေါနိုင်ငံရဲ့အစောပိုင်းကာလတုန်းကတရားထိုင်တဲ့ပုံတွေနဲ့မင်းကိုမင်းစားပုံစံတွေကိုသူကထုဆက်ထားတဲ့လက်ရာဖြစ်တယ်ပေါ့နော်ဗုဒ္ဓဥကောင်းတော်တွေလည်းဗုဒ္ဓဥကောင်းတော်တွေကကြတော့တရုတ်နိုင်ငံရဲ့မြောက်ပိုင်းဆိုလို့ရှိရင်ချီဒါမှမဟုတ်လို့ရှိရင်အရှေ့ပိုင်းဆိုလို့ရှိရင်ဝေဆိုတဲ့မင်းဆက်တွေလက်ထက်တုန်းကရှိခဲ့တဲ့ကြောက်စင်လက်ရာဖြစ်တယ်ဒီမြေပုံလေးကကြတော့ဂျပန်နိုင်ငံရဲ့1690အေဒိုခေတ်ကာလတုန်းကရေးဆွဲခဲ့တဲ့ကမ္ဘာမြေပုံလေးဖြစ်တယ်။သူကကြတော့အယောင်ဆုံးရဲပြီးတော့ရွှေပြားတွေရဲ့သုံးပြီးတော့ဂျပန်နိုင်ငံရဲ့အခန်းကလန်ကပုံစံအတိုင်းရေးဆွဲထားဖြစ်တယ်။ဒါသူတို့ခေတ်တုန်းကသူတို့မြင်ရတဲ့ကမ္ဘာမြေပုံပေါ့နော်။ဒီခန်းထဲမှာကြတော့တူရကီနိုင်ငံအစ္စတန်ဘူမှာရှိတဲ့လူပညာလက်ရာလေးကိုတွေ့ရမှာဖြစ်တယ်။သူကပညာလက်ရာတစ်ခုတည်းနဲ့မကဘူးသူတို့စစ်ဘက်ဆိုင်ရာမှာထူးချွန်ပြောင်းမြောက်တဲ့နည်းပညာတွေနဲ့ဖန်တီးထားတဲ့အရောင်းပေါ်ပါတဲ့6ဝက်တစားကိုသူတို့တွေကပြထားတာဖြစ်တယ်ပေါ့နော်။လက်ပတ်ကျင်နေရတဲ့အချိန်ကြီးကဘယ်လိုကုန်လုံးကုန်မှမသိဘူးเนาะဒါတော့မှပဲစိတ်ဝင်စားကြရတဲ့အများကြီးရှိသေးရဲ့ဒီတစ်ခေါက်ကကြတော့ဆွစ်ဇာလန်နိုင်ငံသားဂျင်းတန်ဂရီရဲ့လက်ရာတွေပေါ့နော်သူတို့ဟာစွန့်ပစ်ပစ္စည်းပေါ့စွန့်ပစ်စက်မှုပစ္စည်းတွေကနေပြီးတော့အမှုပညာလက်ရာတစ်ခုဖြစ်လာအောင်ဖန်တီးထားတာဖြစ်ပါတယ်နေရာလေးကကြတော့ The Louvre Museum လိုက်လူတွေရဲ့အကြိုက်ဆုံးနေရာလေးတစ်ခုပေါ့နော်တပုံရိုက်လို့အရင်လိုက်နေရာတိုင်းမှာတပုံရိုက်တဲ့လူတွေအပြည့်ပဲသူကဆမ်းမဆိုလို့ရှိရင်တစ်ကတ်တွေကိုအဲ့လိုမျိုး
discount တွေရှိရ promotion တွေရှိရပေါ့နော်တကယ်လို့ကိုက hotel တစ်ခုခုမှလုပ်နေရဆိုလို့ရှိရင်လည်း hotel တွေနဲ့ချိတ်ဆက်ပြီးတော့ဝန်ထမ်းတွေအတွက်ဘယ်လောက် discount ဆိုပြီးရှိရတကယ်လို့ဆမ်းမကုန်သွားပြီး discount တွေလည်းမပေးတော့ဘူးဆိုလို့ရှိရင်ဒီနိုင်ငံမှာအသုံးများဆုံးဖြစ်တဲ့ Faza တို့ဘာလို့အဲ့လို application တွေကနေပြီးတော့ discount တွေတုံးလို့ရတယ်ပေါ့နော်ဒီမှာကစ်တော့လာတော့ကျတော့ဆမ်းမလည်းကုန်သွားပြီးdiscount ကလည်းမရှိတော့ဘူးဆိုတော့သူက ET select စင်ကကိုတုံးတဲ့လူက Smile application ဖွင့်ပြီးတော့သူက20% discount အဲ့လိုမျိုးပေးတာပေါ့နော်အဲ့ဒါက reception ကလူတွေကိုမေးရတယ်သူတို့မေးလိုက်လို့ရှိရင်သူတို့တက်နိုင်တဲ့အတိုင်းအတာအတွင်းမှာရှိရဲ့ offer တွေအကုန်လုံးသူတို့ကလုပ်ပြီးအရင်သဘောကောင်းတယ်ဒီ museum ဝန်ထမ်းတွေအကုန်လုံးသဘောကောင်းတယ်ပုံစံအတိုင်းဘယ်နေရာရောက် coffee တောက်တဲ့ဖေးကပါဒါကကိုပုံကြီးရဲ့တကူတော့လှူရှာမှုဖြစ်ပါတယ်ဒီကနေကင်းလောက်တရရောက်တာပေါ့နော်ပြန်လည်းပြန်ထွက်ပေါ်နည်းနည်းလေးနေလေးကရိတ်ချင်လာပြီဒါဒီဘက်ချမ်းပြန်ထွက်တဲ့အပေါက်လေးပေါ့နော်မြူဇီယံအပြန်မှာအမတ်တရလက်ဆောင်ဝယ်လို့ရတဲ့နေရာလေးပေါ့နော်ဒီမှာဆိုပြထားတဲ့ jewelry ကလည်းအရန်လှတယ်စာအုပ်တွေ keychain တွေဒီမြူဇီယံနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးဒီမှာဝယ်လို့ရပါတယ်ဘယ်ချိန်မဲ့တော့သူကဒီမြူဇီယံကလူအမြဲတမ်းပြည့်နေတာတော့တွေ့ရလိမ့်မယ်ဒါကတော့နိုင်ပိုင်းပုံမှန်လိုရတဲ့နေရာလေးပေါ့နော်သူကအခုတော့ဈေးတွေတူတော့မသိတော့ဘူးအရင်တော့ဈေးတွေကကြတော့မဆိုးဘူးပေါ့နော်ဒါပေမဲ့လည်းရေကြောက်တဲ့အတွက်ကြောင့်မသွားခဲ့ပါဘူးဒါလေးကအပြန်မှာလဲတပုံရိုက်လို့ရတယ်ဆိုတဲ့နေရာလေးကိုလည်းပြပေးတာပါဗီဒီယိုလေးလည်းတော်တော်ရှည်ပါမလို့ဒီလောက်နဲ့ပဲနောက်ဆက်ပါတယ်တတား